ကျမစကားလဲဆုံးရောလီယုံမျက်နှာတစ်ခုလုံးပြတ်သွားတော့တာပဲသူကကျမကိုအယူပါဆိုပြီးလမ်းသွားလမ်းလာတွေကိုလိုက်ရှင်းပြနေသေးတယ်ကျမကကူးယူထားတဲ့ CCTV ဗီဒီယိုကိုတန်းထုတ်ပြလိုက်တယ်အဲ့ဒီမှာတင်လူတွေအကုန်လုံးဒေါသပေါက်ကွဲပြီးလီယုံကိုဝိုင်းထူကြတော့တာပဲလူအများပြားကလည်းဖုန်းနဲ့ဗီဒီယိုရိုက်ပြီးကျမဘက်ကနေရက်တီပေးဖို့အင်တာနက်ပေါ်တင်လိုက်ကြတယ်ဒီဗီဒီယိုတွေပြန်သွားပြီးနောက်ကုမ္ပဏီကလုပ်ဖော်ကိုင်ဖက်တွေတင်ထားတဲ့ကျမရဲ့မကွဲမရတက်ပုံအတုတွေဟာအလိုလိုကောလာဟလဖြစ်သွားတော့တယ်တချို့လုပ်ဖော်ကိုင်ဖက်တွေဆိုရင်လင်ဝေးဒီပုံတွေကအတုဆိုတာဘာလို့စောစောမပြောတာလဲငါတို့ကအစ်စ်မဲ့လို့အင်တာနက်ပေါ်တင်ပြီးလို့အခုဆိုလူတွေရဲ့ဆဲတာကိုအလိမ့်လိုက်ခံနေရပြီဆိုပြီးကျမကိုတော့လာပြစ်တင်ကြသေးတယ်ဒါတွေမကသေးဘူးဟာလီယုံရဲ့အတင်ဆိုင်လဲလုံးဝပြိုလဲသွားခဲ့ပြီးလူတော်တော်များများကသူ့ဆိုင်ရှိမှာသွားစုပြီးလာဝယ်တဲ့သူတွေကိုလီယုံရဲ့ရုပ်မှမှုတွေကိုလိုက်ပြောပြနေကြလို့အခုဆိုသူ့ဆိုင်မှာဘယ်သူမှမဝယ်ရကြတော့ဘူးလီယုံကတော့ဒီကိစ္စကြောင့်ရဲစခန်းရဲ့ဖမ်းဆီးထိန်းသိမ်းမှုကို15ရက်ခံလိုက်ရပြီးကျမကိုစိတ်တန်ရအတွက်ရော်ချင်းငွေရော2000ပေးခဲ့ရတယ်15ရက်လဲပြည့်ရောသူ့ဆိုင်ကပိုင်ရှင်ကရောက်လာပြီးတလားပြည့်လို့စာချုပ်တက်တန်းကုန်ရင်ထုတ်ဆွဲပြီးလစ်တော့ငါဆိုင်ကအလကားထားရပါစေမင်းလိုလူရုံမှမျိုးကိုတော့မငှားနိုင်ဘူးဆိုပြီးနှိမ့်ထုတ်လိုက်တော့တယ်ဒီပြဿနာတွေငြိမ်သက်သွားပြီးတဲ့နောက်တရက်မှာကျမအလုပ်သွားဖို့တကားဖွင့်လိုက်တော့အိမ်ရှိမှာစီပုတ်တွေအများကြီးတင်ထားတာတွေ့ရတယ်တတိညာလို့တာတော်တော်တယ်မဟုတ်ရင်ချော်လဲမှာတေးချတယ်ညှော်နှံစောနေတဲ့စီပုတ်တွေကိုကြည့်ပြီးတကားမှန်ပြောင်းကဗီဒီယိုကိုချက်ချင်းပြန်စစ်ကြည့်လိုက်တာစီလာတွန်သွားတဲ့သူကလီယုံဖြစ်နေပြန်ရောတကားမှန်ပြောင်းထဲမှာကင်မရာကိုတေးသက်စွာဖျောက်ဆင်ထားမှန်သူလုံးဝရိပ်မိမှာမဟုတ်ပါဘူးကျမရဲကိုချက်ချင်းဖုန်းဆက်တိုင်မလို့ပဲဒါပေမဲ့စိတ်ကူးပြောင်းသွားပြီးအိမ်ယာစီမံခန့်ခွဲရေးရုံးကိုပဲဖုန်းဆက်လိုက်ပါတော့တယ်နှစ်တိုင်းအိမ်ယာစီမံခန့်ခွဲရေးကြီးအများကြီးပေးနေရတာတေချာတုံးချရမှာပေါ့ဖုန်းဆက်ပြီးရတဲ့မန်နေဂျာကတန်ရှင်းဝန်ထမ်းအချို့ကိုခေါ်ပြီးကျမအိမ်ရှိကိုလာရှင်းပေးရှာတယ်ကျမကမန်နေဂျာရှင်းလို့လုံခြုံရေးပိုင်းကဘယ်လိုလုပ်ထားတာလဲဘယ်သူကကျမအိမ်ရှိမှာစီရီလာတွန်သွားတာလဲကျမနှစ်တိုင်းပေးနေရတဲ့အိမ်ယာကြီးတွေအလကားဖြစ်ကုန်ပြီလားဒီကိစ္စကိုအိမ်ယာဂရုတွေချပြလိုက်ရင်ရှင်းမန်နေဂျာရာထူးမြဲပါအောင်မလားလို့မေးလိုက်တော့မန်နေဂျာခင်ဗျာချွေးပြန်သွားတော့တာပဲပြီးတော့မှမင်းကလေးလင်ဝေးစိတ်ချပါဒီကိစ္စကိုအပြတ်ရှင်းပေးပါမယ်ဘယ်သူလုပ်လဲဆိုတာသိတာနဲ့သူ့ကိုအလွတ်မပေးဘူးလို့ပြပြတယ်လေကတိပေးရှာတယ်ကျမကတော့နှာခေါင်းရှုပ်လိုက်ပြီးတကားမှန်ပြောင်းတဲ့ကဗီဒီယိုကိုမတိမတာနဲ့အမတ်တမဲ့ပြန်ဖွင့်ကြည့်နေလိုက်တယ်တော်သေးတာပေါ့အိမ်ရှိမှာ CCTV တက်ထားလို့နေပါဦးအိမ်ရှိမှာစီလာတုံသွားတဲ့သူကတိုက်အောက်ကအကင်းဆိုင်ပိုင်ရှင်နဲ့တူလာကြည်လာပြီးမှကျမခေါင်းကိုရိုက်လိုက်ပြီးနောက်ရရတယ်လို့ခေါင်းခါရင်သူပဲဖြစ်ရမယ်အရင်ကလည်းသူနဲ့ပြဿနာဖြစ်ပြီးစိတ်ပုတ်လိုက်တာတော့လုံပါရောက်လို့ရေးရွတ်လိုက်တယ်ဒီကိစ္စကိုအိမ်ရပေးယူတဲ့တင်မှဖြစ်မယ်တခြားအိမ်ရှင်တွေလည်းသတိထားရအောင်လို့ကျမပြောတော့မန်နေဂျာကပြပြတလဲတားရှာတယ်မင်းကလေးလင်ဝေးရဲ့ဒါကိုဂရုတဲတော့မတင်ပါနဲ့ကျွန်တော်အကောင်းဆုံးဖြေရှင်းပေးပါမယ်တဲ့ဒါပေမဲ့မန်နေဂျာရဲ့ဖြေရှင်းချက်ကိုမရခင်မှာပဲလီယုံကအရင်ရောက်လာပြီးကျမအိမ်တကားကိုဝုန်းတိုင်းကျအောင်လာထုတ်တော့တာပဲသူကလင်ဝေးမင်းကမန်နေဂျာကိုပါငါစီလွှတ်ရဲသေးတယ်ပေါ့မင်းဘာသာပြန်စင်ကျင်ဆန်းမင်းသားအကျွေးလျှော့ခိုင်းပြီးအင်တာနက်ပေါ်ရှောက်မတင်ခဲ့ရင်ငါကမင်းအိမ်ရှိမှာစီလာတုံပါမလားလို့လာអော်တယ်သူပြောတာကြားတော့ကျမမှာရေတောင်ရချင်မိတော့တယ်တထေးလီရှင်းအကျော်လက်ရကတာမန်ပဲရှိပြီးလူကလည်းသဘောထားသေးတိမ်လာကြည်လားစကားပြောတော့တသားပဲစကားနည်းနည်းနဲ့တင်အပြစ်အလုံးကိုကျမကောင်းပေါ်ပုံချပစ်လိုက်တယ်ပေါ့လီယုံကကျမတကားမခွင့်ပေးမှန်းသိတော့စကားထူနေတဲ့လက်ကိုရက်လိုက်တယ်ရလုံးလို့သူ့လက်လည်းတော်တော်နာနေပြီကိုသူကခဏလောက်တွေးတော့ပြီးနောက်ဖြဲ66ရဲရင်လင်ဝေးဒီကိစ္စကငါမသွားတာပါအဲ့ဒီနေ့ကအလုရှုပ်လို့ခေါင်းမူးသွားလို့ပါစိတ်ထဲမထားပါနဲ့ဒါနဲ့မင်းအင်တာနက်ပေါ်မှာငါအတွက်ရှင်းလင်းချက်စာလေးတစ်ချက်လောက်တင်ပေးပါလားပြီးတော့အင်ရှင်ကိုလည်းဆိုင်ကန်း15ဘူးပြောပေးပါဦးနောက်ဆိုမင်းကိုဘာပြဿနာမှမရှာတော့ဘူးလို့ငါတတိပေးပါတယ်တဲ့ကျမကတော့အေးဆက်ဆက်နှာခေါင်းရှုပ်လိုက်ပြီးရှင်းကတိတာတီးရင်ဝက်တောင်တစ်ပင်ပေါ်တက်နိုင်အောင်မယ်ရှင်းအတွက်ရှင်းလင်းချက်တင်ပေးရမယ်ဟုတ်လားအိမ်မပဲမလိုက်ကျမဒီလိုရဲရဲဝံ့ပြောရတာလည်းအကြောင်းရှိတယ်ဒီတံပတ်တကားကိုပတ်စံအများကြီးအကုန်ခံပြီးတက်ထားတာမို့လို့လက်နက်ကရိယာရှိရင်တော့သူချက်ချင်းဖြတ်လို့ရမှာမဟုတ်ဘူးဒါအပြင်လီယုံလာတောင်းကျမ်းနေတဲ့အကြောင်းအိမ်ယာစီမံခန့်ခွဲရေးမန်နေဂျာကိုလည်းလမ်းအကြောင်းကြားထားလိုက်ပြီလေကျမကချက်ချင်းညှင်းလွတ်လိုက်တော့လီယုံတယောက်ဒေါသပေါက်ကွဲပြီးတကားကိုခြေထောက်နဲ့အတင်းကန်တော့တာပဲမင်းကအတွက်ရှင်းလင်းချက်တွေမပေးဘူးလားမင်းကြောင့်ငါစီပွားရေးပျက်စီးကုန်ပြီးမင်းနဲ့ငါအသေးချေတက်ကြမလားဆိုပြီးပိုးပြီးရိုင်းဆိုင်နဲ့ဆဲရေးတိုင်းဆောင်မှုတွေလုပ်လာတယ်သူကဘောင်းတီချုပ်ပြီးတကားဝမှာတေးပေါက်ဖို့လုပ်နေတော့မှာပဲအိမ်ယာမန်နေဂျာနဲ့လုံခြုံရေးအဖွဲ့ကြီးရောက်လာတော့တယ်မန်နေဂျာကလီယုံကိုအားရပါရစောက်ကန်လိုက်တာလီယုံခင်ဗျာမျက်နှာပြနှမ်းပြီးချက်ချင်းခွေကျသွားတော့တာပဲမန်နေဂျာကဒေါသတကြီးနဲ့မင်းကငါတို့အိမ်ယာထဲကိုတတိုင်းကြော်ပြီးခိုးဝင်ုံနေမကဘူးငါ့ကိုပါအဖက်မလုပ်တာပေါ့လို့အော်ဟစ်လိုက်တယ်အဲ့ဒီအချိန်မှာကျမလည်းတကားဖွင့်ထွက်လာပြီးမန်နေဂျာရှင်းလို့တာနည်းနည်းနောက်ကျရင်လူတက်မှုပါဖြစ်သွားနိုင်တယ်လို့အေးဆက်ဆက်ပြောလိုက်တယ်မန်နေဂျာကကျမကိုပြပြတယ်အနူးညွတ်တောင်းပန်နေချိန်မှာလီယုံကတော့မြေကြီးပေါ်မှာလက်အော်ဟစ်နေတော့မယ်မန်နေဂျာကမင်းပြလိုက်တာနဲ့လုံခြုံရေးတွေဝိုင်းအောင်လာပြီးလီယုံပါဆက်ကိုတိတ်နဲ့ပတ်ပြီးတော့အပြင်ကိုအမိုက်ထုတ်လို့ဆွဲလွှင့်ပစ်လိုက်ကြပါတော့တယ်နောက်ဆုံးမှာတော့အိမ်ယာမန်နေဂျာကကျမကိုအနူးညွတ်တောင်းပန်ပြီးမျက်နှာကြီးတချို့ပေးမဲ့အပြင်တပတ်တကားကိုပါပြန်ပြင်ပေးမယ်လို့ကတိပေးရှာတယ်မင်းကလေးလင်ဝေးစိတ်ချပါအခုကျွန်တော်အိမ်ယာအောက်မှာအချိန်ပိုဆင်းပြီးကင်းလက်ခိုင်းထားတယ်လို့လီယုံကိုလည်းစောင့်ကြည့်ခိုင်းထားပါတယ်နောက်တစ်ခါဒါမျိုးထပ်ဖြစ်ရင်ကျွန်တော်ယာတူကနေနှုတ်ထွက်မဲ့အပြင်မင်းကလေးကိုပါယွန်းတသိန်းရောပါမယ်လို့အထက်ထပ်အမခံနေတော့တာပဲမန်နေဂျာစကားကတော်တော်လေးသားတဲ့အပြင်သူလည်းအထက်မှာလူကြီးအောက်မှာလူငယ်နဲ့ရုံးကန်နေရမှန်းသိတာမို့ကျွန်မလည်းနောက်တစ်ချိန်ထပ်ယုံကြည်ပေးလိုက်တယ်သူကလည်းကျွန်မကိုစိတ်မပြတ်စေခဲ့ပါဘူးတရက်မှာကျမလီယုံရဲ့အကင်းဆိုင်ရှိကဖြတ်သွားတော့အိမ်ယာစီမံခန့်ခွဲရေးအဖွဲ့နဲ့လီယုံတို့အကြီးကျယ်စကားများပြီးလက်ပါကုန်ကြတာကိုတွေးလိုက်ရတဲ့စုံစမ်းကြည့်လိုက်တော့မှကျမကိစ္စဖြစ်ပြီးကလေးကမန်နေဂျာကလီယုံကိုတေးထားပြီးအညိုတင်းနဲ့လာရှင်းနေတာမှန်းသိလိုက်ရပါတော့တယ်ဒါနဲ့မန်နေဂျာကလူလုပြီးလီယုံဆိုင်ရှိမှာအတန်ချက်ဆက်ကြီးနဲ့ကိုအော်ခိုင်းတော့တာပဲဒီဆိုင်ကသဘောထားပုတ်တဲ့တထေးဆိုင်တည်တဲ့သူတွေကိုတော့လိန်ညာပြီးအကျွေးမအန်းတဲ့အပြင်စီပုတ်တွေတုံးတာစားမိတဲ့သူဝမ်းရှုံးမှမို့ဘယ်သူမှလာမဝယ်ကြနဲ့တဲ့လီယုံကဒီအပိုင်းရော်ကြီးတွေပေးရလို့ပတ်စံအတော်ပြက်နေပြီးဆိုင်ကန်းစာချုပ်မပြည့်ခင်ရေခဲတက်တာတွေကကျန်တဲ့အကျော်တွေကိုဈေးလျှော့ရောင်းပြီးအရင်လေးနည်းနည်းပြန်ကုန်မလို့ကြံစီနေတာဒါပေမဲ့မန်နေဂျာကအခုလိုလာမွေတဲ့အပြင်အရင်ကအင်တာနက်ပေါ်ကကိစ္စတွေကြောင့်ပါပေါင်းလိုက်တော့အခုဆိုတခြားဆိုင်ထက်10ဆလောက်ဈေးလျှော့ရောင်းရင်တော့လာဝယ်မဲ့သူတယောက်မှမရှိတော့ဘူးအဲ့ဒီမှာတင်ဒေါသထွက်လာတဲ့လီယုံကလုံခြုံရေးဝန်ထမ်းတယောက်ကိုလက်တီးနဲ့တစ်ချက်ထိုးလိုက်ရောလုံခြုံရေးကပြန်ချမလို့လုပ်တဲ့အချိန်မှာမန်နေဂျာကလှမ်းတာပြီးနာနာကက်လို့တခုခုကရုတ်ကတိတ်ပြောလိုက်တယ်အဲ့ဒီမှာတင်လုံခြုံရေးဝန်ထမ်းကမျက်နှာဝင်းပသွားပြီးမြေကြီးပေါ်တန်းလဲချခေါင်းကိုပုတ်ပြီးမန်နေဂျာကြီးကဲပါဦးပြလီယုံကကျွန်တော်နားထင်ကိုထိုးလိုက်တာခေါင်းတစ်ခုလုံးကွဲမတက်နာနေပြီးကျွန်တော်တေတော့မှလာမသိဘူးဆိုပြီးအော်တော့တာပဲလီယုံခမရတော့ခြေဆောင်ပြီးပောက်ကွဲမတက်ဖြစ်သွားရရှာတယ်မင်းရှောင်မပြောနဲ့ငါစောစောကမင်းရင်ဘက်ကိုလက်တီးနဲ့အားရပါရထိုးလိုက်တာဘာလို့နားထင်ကိုထိုးပါတယ်ဆိုပြီးဆွဆွဲရတာလဲဒါတက်တက်လူမွဲတက်တာပဲလို့လီယုံကအော်တော့တာပေါ့မန်နေဂျာကသဘောကျသွားပြီးမတုံးမင်းကဘာကြောင့်ကြည့်နေတာလဲသူကိုယ်တိုင်ရင်ဘက်ကိုထိုးမိပါတယ်လို့ဝန်ခံနေပြီးပဲရင်ဘက်အောင်တယ်လို့မြန်မြန်အော်လေးဆိုပြီးလှမ်းဆဲတော့တယ်လုံခြုံရေးကလည်းအကွက်မြင်တာမို့ခေါင်းပေါ်ကလက်ကိုရင်ဘက်ပေါ်ချက်ချင်းပြောင်းပြီးမန်နေဂျာကြီးကျွန်တော်စောစောကနာလုံးလုံးမျက်စိပြသွားတာသူ့လက်တီးကပြင်းလွန်းတော့ရင်ဘက်ကအောင်တာခေါင်းထိတက်သွားတာဖြစ်ရမယ်ကျွန်တော်ဘက်ကရက်တီပေးပါဦးဒါအတွင်းကြေသွားတာပြက်လို့အော်တော့တာပဲ
လီယုံတယောက်စွန့်သွားပြီးတက်တေလုပ်ပေးမဲ့သူလိုက်ရှာပေးမဲ့သူကနာမည်ပြက်နေပြီးသားမို့ဘယ်သူမှလက်မကြည့်ကြဘူး။ကူညီမဲ့သူမရှိတော့အကြံကုန်သွားတဲ့လီယုံကလည်းမြေကြီးပေါ်တန်းလဲချပြီးစောစောကမင်းပဲငါလက်တီးကိုပြေးတိုက်တာ။အခုငါလည်းတကိုယ်လုံးနာနေပြီဆိုပြီးလိုက်អော်တော့တယ်။ဒါပေမဲ့မန်နေဂျာကတော့သူ့ကွက်တွေကိုဂရုမစိုက်ပဲရဲစခန်းကိုပဲဖုန်းချက်ချင်းဆက်လိုက်ပါတော့တယ်။ရဲတွေရောက်လာတဲ့အခါမန်နေဂျာကရိုက်နေတဲ့ကိစ္စကိုထည့်မပြောပဲလီယုံဆိုင်မှာစီပုတ်တွေတုံးနေတဲ့အပြင်အကျော်တော်တော်များများကတက်တန်းကုန်ပြီးမိုးတက်နေတဲ့အကြောင်းတန်းတိုင်တော့တာပဲ။ရဲတွေလည်းကြားကြားချင်းတက်ဆိုင်ရာဌာနကိုချက်ချင်းခေါ်ကဆိုင်ကိုစစ်ဆေးခိုင်းလိုက်တယ်။စစ်ဆေးချက်ထွက်လာတော့ရဲတွေကဒေါသထွက်သွားပြီးမင်းလူမဟုတ်ရဲ့လားဒီလောက်မို့တက်နေတဲ့အကျော်တွေကိုဖောက်တယ်တွေကိုရောင်းရဲတဲ့ပေါ်မင်းဆိုင်ကိုနောက်ဘယ်တော့မှမခွင့်နဲ့တော့လို့អော်တော့တယ်။လီယုံတယောက်ကြောက်လက်တကြားနဲ့တွတ်တောင်းပန်နေပေမဲ့ရဲတွေကဂရုမစိုက်ပဲရဲစခန်းမှာပဲအကျိုးအကြောင်းရှင်းဖို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာလီယုံကလူအုပ်ကြားထဲကနေကျမကိုလှမ်းမြင်သွားပြီးဒေါသတွေထောင်းခနဲ့ထွက်ကပြေးဝင်လာတော့တာပဲမင်းတာကမန်နေဂျာနဲ့ပေါင်းပြီးငါ့ကိုတက်မဲ့နှိမ့်ဆက်တာမလား။အခုမင်းကိုတက်ပြစ်မယ်ဆိုပြီးကျမစီအတင်းပြေးလာတော့သူ့နောက်ကရဲကခြေထောက်နဲ့အားရပါရစောင့်ကန်ပြီးလီယုံကိုလှည့်ချလိုက်ပါတော့တယ်မင်းကငါတို့ကိုပါမျက်ကွယ်ပြုချင်လာတဲ့